ဖြစ်စေလေတမန်တော် Reverend Dr. Joyce ထောင်းကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ပြီးတော့အားလုံးတက်ခုတီမှာသူစင်ကြရအောင်အားလုံးမင်္ဂလာပါအားလုံးပြည့်ကောင်းချီးပေးပါစေအခုလိုချီကောင်းခါကောင်းကိုပြင်ဆင်ပေးတဲ့ဖျားခင်တာရုပ်ကိုကြည့်ပါစေဓမ္မကျမ်းစာလေးကိုအားလုံးဒုက္ခပတ်ချက်ရှင်နဲ့ဒီနေ့ယေရှုခရစ်တော်မြင်မှာထားတဲ့ဘောနော် Great Commission မဟာစေခန်းချဆိုတဲ့ဘောနော်ရှင်မတဲ့အခန်းကြီး28အငယ်8ကနေ20ထိကိုအားလုံးဒုက္ခပတ်ချက်ရှင်နဲ့ယေရှုသည်ရှိရတဲ့မိုးကောင်းကင်မုန်တိုင်းကောင်မြေကြီးပေါ်၌ကောင်ဆူညုံသောအခွင့်လာနာကိုငါခံသည်တင်တို့သောရဲ့သူတို့ကိုနားလည်ဖြစ်စေတဲ့မြေတော်သားတော်တရှိသောဝိညာဉ်တော်၏နာမ၌သက်ဆိုင်ကိုပြကြတော်ငါသည်တင်တို့အားပေးသမျှသောပညာတော်တို့ကိုစောင့်ရှောက်စေခြင်းမှာသုခတော်ရာတည်တော်ငါသည်ရဲ့တော်ဆုံးဆုံးတတ်တော်ဒီလိုတဲ့ကိုအစင်အပြည့်ရှိသည်ကိုမိန့်တော်မူ၏ပတ်တော်ကြပြအမေယောစီတာပြတဲ့ကောင်းကြီးပြပါစေဒီနေ့စီပြောင်းခါပြောလို့နေမှာယေရှုခရစ်တော်မဟာစေခန်းချက်အနေနဲ့ဒီနေ့တဒနာဆိုတဲ့တဒနာပြုခြင်းဆိုတဲ့ကောင်းစဉ်နဲ့ဇာနေငယ်ခုနပြချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖတ်တော်တဲ့ကြောင့်ပဲကျမှာပါတွေ့တယ်ဆိုတော့ယေရှုခရစ်တော်ကလူတွေကိုမစေလွတ်ခြင်းမှာယေရှုခရစ်တော်ကသာသနာကိုပြုတ်ခါနေပါသာသနာကိုမပြုတ်ခါနေမှာသာသနာပြုတ်မဲ့လူတွေကိုယေရှုခရစ်တော်ကပါမှာထားခဲ့တယ်ဆိုတော့ကောင်းကင်နဲ့မေကြီးရဲ့အာနာအခုအာနာအားလုံးဟာငါအပေါ်မှာပါဖြစ်လဲပေးအချင်းကိုခံရပြီလို့သူ့ဘာသူမိတ်ဆက်တယ်ဟာလေလုယာကျွန်တော်ဒီနေ့ဘာပြောချင်လဲကျွန်တော်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုတရင်ကိုဟောပြောဖို့အသင်းတော်တည်ထောင်ဖို့ယုံကြည်သူတို့တယောက်ကိုနော်နောက်လေ disciple ဖြစ်စေဖို့ညာတဲ့နော်နောက်လေဖြစ်ဖြစ်ရတဲ့ကျွန်တော်တို့ဘာမှမတက်နိုင်ဘူးဆိုတော့ခုဝန်ခံရတယ်ကျွန်တော်ဟာဘလောက်ပဲတည်ယူကျွန်တော်ဟာဘလောက်ပဲဆူတောင်းကျွန်တော်ဟာဘလောက်ပဲအစာဆောင်ကျွန်တော်ဟာပါဒီဂရီပဲရယေရှုခရစ်တော်မှာပါဖို့ရှင်ကျွန်တော်ပါမလုပ်နိုင်ဘူးဆိုတာကိုပထမဆုံးခုဝန်ခံရမယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ကပြောလဲသူရဲ့စိတ်ခမ်းတဲ့အချက်လေးကိုသူကမစိတ်ခမ်းတဲ့ချက်မှာသူ့အကြောင်းကိုမိတ်ဆက်ပေးတာဆိုတော့ဒီမှာဆရာပီတာကိုဆေလွတ်တဲ့သူကဘာတူလဲဆရာယောဟန်ကိုဆေလွတ်တဲ့သူကဘာတူလဲဒီမှာမတက်ချက်နေတဲ့ဆရာကိုဆေလွတ်တဲ့သူကဘာတူလဲဆိုတော့ကောင်းကင်နဲ့မေကြီးမှာစေတဲ့အရာအလုံးကိုပါတောက်ဆိုတဲ့အခုအနာရှိတဲ့ယေရှုခရစ်တော်ဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်တို့ဘာမှမဆိုရင်ရဘူးဘာမှမကြောက်ရဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကိုဆေလွတ်တဲ့ဖခင်သခင်ကကောင်းကင်နဲ့မေကြီးကိုဖန်ဆင်းထားတယ်ယေရှုခရစ်တော်ကိုယ်တိုင်ကငါအရာအလုံးကိုကောင်းကင်နဲ့မေကြီးမှာရှိတဲ့ချုံမြုံတော့အခုအနာကိုငါစီမံထားပြီအဲ့ဒါကြောင့်ပါလေတင်တော့ဆိုရင်ဆရာမရှိဘူးတင်တော့ဆရာမရှိဘူးလူနေတာမြင်ရတာမဆက်တော့ဘူးဟုတ်တယ်ဟုတ်ယေရှုခရစ်တော်နဲ့တူတူပါရှိခြင်းဟာသူဟာအခုအနာရှိတဲ့လူရှိတာကိုယေရှုခရစ်တော်ကပထမဆုံးမိတ်ဆက်တာကိုကျွန်တော်တွေ့ခဲ့တယ်ဆိုတော့တာသနာပြုခြင်းဆိုတဲ့ mission ဆိုတဲ့ဟာကဘာကိုဆိုလို့တင်တယ်ဆိုတော့အဓိကစီရွေးချက်ဟာတယ်နော် next ယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားကိုနော်ကြားနာယူကြည့်ပြီးတော့ထာဝရအသက်ကိုရရှိဖို့ညာအတွက်အဲ့ဒါက mission တာသနာရဲ့အဓိကစီမံချက်ဖြစ်တယ်ဘာဖြစ်လို့ယေရှုခရစ်တော်ကဘာလို့သွားပြီးတော့နော်လူတွေကိုယုံကြည်သူဖြစ်စေတော်မူပါ disciple ဖြစ်စေတော်မူပါနောက်လည်းဖြစ်စေတော်မူပါငါကိုယုံကြည်တော်သူဘောတော်ကိုခမဲတော်သားတော်ဝိညာဉ်တော်အဖြစ်ဗတ်တရားပေးပါဆိုလို့ဘာဖြစ်လို့ယေရှုခရစ်တော်ကပြောထားတယ်ဆိုတော့အဲ့ဒီတဏှာပြုခြင်းရဲ့အဓိကဟာတာဝန်ကပါလဲဆိုတော့နော်မယုံကြည်တဲ့လူတွေနော်ယေရှုခရစ်တော်ကအကြောင်းကိုတရင်ကောင်းကိုဟောပြောပြီးမှကြားနာပြီးမှယုံကြည်ပြီးမှကဲတင်ရင်ရဖို့ရတဲ့တာတဏှာရဲ့အဓိကလုံးဝဖြစ်တယ်တာတဏှာရဲ့အဓိကလုံးဝကအဲ့ဒါပဲလူတို့တယောက်ကိုယုံကြည်သူဖြစ်စေဖို့ရတဲ့နောက်လည်းဖြစ်စေဖို့ရတဲ့တာမကပဲနဲ့ထာဝရအသက်ကိုရရှိပြီးတော့နော်တကယ်ယေရှုခရစ်တော်လို့လေ Christian disciple ဖြစ်ဖို့ရတဲ့အဓိကတာတဏှာပြုခြင်းဖြစ်တယ်ဘယ်တော့ကိုပထမဆုံးထားတဲ့တင်တော်ကလူနေတာမမြတ်တာမဆန်ယေရှုခရစ်တော်စိတ်ခန့်ချက်ကိုကျွန်တော်တို့ရမှာဖြစ်တယ်နော်အဲ့ဒါကြောင့်တာတဏှာပြုခြင်းရဲ့အဓိကရည်ရွယ်ချက်ဟာ
အားနေတော်သူကိုကျွန်တော်တို့ထုံမှမယ်လိုက်ပြောတော်သူကိုကျွန်တော်တို့ခေါ်ဆောင်မယ်ဖြစ်လာတော်သူကိုကျွန်တော်တို့ရှိပေးမယ်ခွင့်အားပေးမယ်ကျမ်းမာရခွင့်အားရှိတော်သူကိုဓမ္မတရားနဲ့တိတ်ကြွေးဖို့ကအဲ့ဒါမျိုးစတာတနာယတိကတာဝန်ဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်တယ်ပြီးတော့ဗာလဲဆိုတော့ဒီမှာမဖွင့်ပြတဲ့တော်လူတွေနော်မတူတဲ့တော်လူတွေကိုသူတို့မှာဖွင့်ပြနေအောင်တူတဲ့နေအောင်အဲ့ဒါကိုမစ်ရှင်ရဲ့အဓိကဖြစ်တယ် missionary နော် evangelism ကလည်း missionary ကလည်းစားတာကပါလေအဲ့ဒီတမန်တရားကိုယေရှုခရစ်တော်တရင်ကောင်ကိုယင်္ဂလိတရားကိုဟောပြောမယ်ယုံကြည်သူဖြစ်ကျွန်တော်တို့ကနောက်လည်းဖြစ်ကျွန်တော်တို့ကဒီဆောင်မယ်ခွန်အားပေးမယ်ဥဆောင်မယ်ပြီးမှသူတို့မဖွင့်ပြတဲ့မတူတက်တဲ့နေရာတွေကိုကျွန်တော်တို့ကြည့်ပြပြီးလို့လုပ်မယ်ဥပမာပညာရေးသူတို့ရောမှာကြောင်းမရှိဘူးဆိုတော့ကျွန်တော်တို့ကြောင်းထောင်ပေးမယ်ကျမ်းမာရေးကိစ္စကစနော်ဆေဝါပိုင်းတွေကခက်ခဲတဲ့နေရာဆိုတော့အဲ့ဒီဆေဝါတွေပါတယ်မလုပ်ဘူးအခါကျအဲ့ဒါ missionary ရဲ့တာဝန်ပြုခြင်းဖြစ်တယ်ဆိုတော့ဆုလူချင်းကလူတန်းမှာစကားတော့ပြောတတ်တယ်ဒါပေမဲ့စာမရှိတဲ့လူတွေများကြီးပဲကျွန်တော်တို့ချင်းလူမျိုးတွေလည်းဇာဆန်ကပဲ sorry ခါဆန်ကပဲကျွန်တော်တို့ချင်းစာကိုလုပ်ပြတာပါလေအဲ့လိုပဲခွန်ကြီးစာတွေပိုင်းတွေပေါ့နော်အကုန်လုံးကလုပ်ပြတဲ့ missionary ပဲဖြစ်တယ်အဲ့ဒါကြောင့်ကိုပြောတဲ့စကားကိုနားထောင်ပြီးမအောင်ဘယ်လိုစာလုပ်ပေးရမလဲကောမလဲ ABC ကိုဘယ်လိုလုပ်ပေးရမလဲနော်အခုပလောဝစာမှာကျွန်တော်တို့ကိုယ်တွေပါတယ်ချင်းမြရတယ်နော်ကျွန်တော်အခါမှာတော့မတုံဘူးအဲ့လိုမျိုးကိုပြောတဲ့စကားတွေပေါ့ဆိုဥပမာကိုမောကြဘူးဆိုတော့ကျွန်တော်အခါလူနဲ့ကြီးဖူးကမလို့ဘူးလေဆိုတော့အဲ့ဒါကြောင့်ပလောဝအခရာကတက်ကျွန်တော်အခါထန်တာဘက်ကတက်အဲ့လိုမျိုးတွေတာတနာပြုချင်းကဖွင့်ပေးတာဖြစ်တယ်အဲ့တော့မကောင်းဘူးအဲ့ဒါစာတစ်ခုတည်းကိုလုပ်ပေးရင်လည်းမပြီးဘူးသူတို့ဘာသာနဲ့ဓမ္မကျမ်းစာကိုဖတ်ပေးတာဟောဓမ္မကျမ်းစာကိုဘာသာပြန်ပေးဖို့ကအရတတနာပြုချင်းရဲ့နောက်ဆုံးအရှင်းဖြစ်တယ်ဆိုတော့တတနာပြုချင်းဆိုတာကမလွယ်ဘူးနော်ကဲတင်တရားဟောပြီးတော့ချင်းချင်းပြရတော့မကောက်ဘူးနော်အရာအလုံးမှာတတနာပြုချင်းကအရာကိုခက်ခဲတယ်အဲ့ဒီတတနာပြုချင်းကအရာကိုခက်ခဲတဲ့အတွက်ကြောင့်ကောင်းကင်ဘုံရှင်အဖဖျားနော်အနန္တတကုချင်းအရာအလုံးကိုပန်တာအောက်စုတော့တားတော်ယေရှုခရစ်တော်ဟာအဲ့ဒီဘုံတကုရှိရှင်ရဲ့အလုံးကိုဆွလွတ်ပြီးမှဒီယေလောကမှာဝင်ပေါ်လာပြီးတော့ဘေလီမြို့မှာလို့စပတ်ထဲမှာသူဝင်ပေါ်လာဘလောက်ခက်ခဲလဲဘာမှပထမဆုံးမစံကဖျားခင်ကူတာလောက်တယ်အဲ့ဒါဥရှင်မှာအာဒမ်နဲ့ဝါကဖျားစကားကနာမထော်တဲ့ချင်းမှာသူတို့ကအဖြစ်ထေဘူးကျွလွန်တဲ့ချင်းမှာသူတို့မှာဖျားခင်နဲ့အဆက်တွေ့ပြတ်သွားပြီဖျားခင်နဲ့ဝိညာဉ်ကြီးလည်းမှတည်တော်သူဖြစ်တဲ့ကြောင့်ဖျားခင်ကူတာကြီးရှင်းလာပြီးတော့အဲ့ဒါဥရှင်မှာတာတနာပြုပြီးတော့အာဒမ်နဲ့ယောကိုပြည့်နေပြီးတော့ကဲတင်ထားသူတို့ကိုကဲတင်ဖို့ရတဲ့သူတို့လောက်ထားတဲ့နော်အင်ချီပေါင်းစကိုဖွင့်ချပြပြီးတော့သူ့တငယ်ကိုတက်ပြီးတော့အသေးအဖြစ်သူတို့ကိုတာတနာပြုလာတယ်ဒုတိယယေရှုခရစ်တော်ကိုတက်ကအဲ့ဒီဘုံရှိရှင်ကြီးအားလုံးကိုဆွတ်လွတ်ပြီးတော့ဒီလောကကိုပြောလာတာကအကျဉ်းကိုခက်ခဲတာအဲ့ဒါကြောင့် Armstrong ကြောင့်ဘူးမှာနော်ပထမဆုံးလက်ကပါပြီးတော့ Armstrong ကဒီဇူလိုင်လပဲ1969မှာတော့လက်ကပါပြီးရောက်လာတယ်ရောက်လာတဲ့ချိန်မှာလက်ကပါရောက်ပြီးဆိုပြီးမှအဲ့ဒီမှာနေပြီးမှအမေရိကန်အာဏာဒီကိုတွတ်ထောက်ပြီးမှပြန်ရှင်းလာတဲ့ချိန်မှာလူတွေအများကြီးကသူ့ကိုကြိုရှုကြတယ်တမျိုးလုံးပေါ့နော်တနိုင်ငံလုံးလူပြောမှာပေါ့ကြိုရှုပြီးမှအဲ့ဒီမှာလက်ကပါမှာကိုတွေ့ခဲ့မလဲဆက်ကြောလာမှာပါရှိလေလက်ကပါတော့တက်နေဆိုတော့သူကဘလို့ပြောရမှာလဲသူဘလို့ကတော့ဆက်ကောင်းတယ်ဆိုတော့လူတွေကစောင့်ကြည့်ပြီးမှရေဒီယိုနဲ့ပေါ့နော်အခုလူမျိုးမျိုးကြတယ်အင်တာဗျူးလုပ်တဲ့ချိန်မှာဘယ်လိုတော့ဆက်ကောင်းတယ်လဲခုမှတွေ့ရဘာဖြစ်တယ်လဲဆိုတာကိုမဲတဲ့ချိန်မှာအာစတော့ကပြောလဲဆိုတော့ဒီကောင်းကင်နဲ့မကြီးစကြဝဠာလက်ကဘာကိုတက်နာတာကကျွန်တော်လက်ကဘာကိုတွေ့တဲ့ချိန်မှာအတော့ဆက်ပါတကူမှမတွေ့ဘူးလေကျွန်တော်စိတ်ထဲမှာပေါ်လာတာကနော်ဒီလက်ကဘာမပြောနဲ့စကြဝဠာကိုမပြောနဲ့ကောင်းကင်ဘုံစီးစိမ်ဆွေကိုခင်းတဲ့မြို့မှာဆွေကိုခင်းတဲ့လမ်းမှာနော်ဘုံစီးစိမ်အပိနဲ့ရှိတဲ့ကောင်းကင်နိုင်ငံကလည်းဒီလောကကိုကြွလာတာချာမယ်အတော့ဆက်ဖြစ်တယ်ဟာလေလုယာဟာလေလုယာနော်အကြမ်းကူနော်ဒီရှင်းရတဲ့ဘဝကလည်းတစ်ချက်ဖိတာကတော့ဆက်မဟုတ်ဘူးနော်တစ်ချက်ဖိတာကလည်းရှင်းရတဲ့ဘဝဖြစ်တာကတော့ဆက်ဖြစ်တယ်ဆိုတဲ့ I'm strong ပြောတဲ့ချက်ပေါ့နော်အဲ့ဒါကြောင့်ယေရှုခရစ်တော်ဒီလောကကိုကြွလာခြင်းဟာဘလောက်အလို့ဆက်တော့ဖြစ်တယ်လေခင်ဗျားနဲ့ကျွန်တော်တွေ့ပဲအသက်ပေးဖို့ဒီလောကကိုကြွလာခြင်းဖြစ်တယ်အဲ့ဒါတာတနာယတိကဖြစ်တယ်အဲ့ဒါကြောင့်ဒီ
ဒီလွန်ခဲ့တော့ညပေါ်2000ကျော်က200နဲ့10ကျော်ကဘာမှပြည်ကူရောက်လာတဲ့တနုံအတော်ဒီတော့ဆက်ဆောင်ကြောင်းကိုအနေငယ်ပြောချင်ပါတယ်အဲ့ဒါပါလေဆိုတော့သူက1988မှာမွေးဖွားလာတယ်နော်အမေရိကန်နိုင်ငံမှာဖွားလာမန်ချူဆာဆက်ဆိုတဲ့ကျော်မှာမွေးဖွားလာတာဖြစ်တယ်ပြီးတော့သူကအသက်25ဖြစ်တဲ့အချိန်မှာအမေရိကန်နိုင်ငံကလည်းပထမအဆုံးနိုင်ငံချက်ကိုတတ်တာပြောတဲ့သူဖြစ်တယ်အင်္ဂလန်ဒီကတော့လေခေရီကပူထားပြီးအိန္ဒိယမှာနော်အာဖရိကတော့မှာတော့ရှိပြီးသားမစ်ရှင်နရီကထားလွတ်တဲ့လူရှိတယ်ဒါပေမဲ့အမေရိကန်နိုင်ငံကပထမဆုံးဆက်လွတ်ထားတဲ့သူကနော်အတော်လေးတော့ဆက်ဖြစ်တယ်သူကအိန္ဒိယကိုတွားတယ်တွားရင်းနဲ့သူအမြတ်ချင်းမပြောချင်ဘူးအိန္ဒိယတွားရင်းနဲ့သူတို့က congregation ဖြစ်တဲ့ကြောင့်ရင်းနှီးချင်းဟာတကယ်ဘော့ဖြစ်တဲ့ဖြစ်တဲ့နှင်းချင်းပဲဖြစ်တယ်ဆိုတော့ဒီဘောပေါ်မှာကျက်စားဖက်ရင်းနဲ့ကျက်စားဖက်ရင်းနဲ့သူကနှင်းချင်းဖြစ်လာတယ်အဲ့ဒါကြောင့်သူကနှင်းချင်းကိုတီထောင်ပြီးတော့နှင်းချင်းတတ်တာပြောနေတဲ့တော်တော့ပြီးတော့ပထမဆုံးအမေရိကန်ရဲ့တာတနာနိုင်ငံချက်မှာလွတ်ထားတဲ့သူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ခဲ့တယ်ဆိုတော့အဲ့ဒီတော့ဆောင်ရသူကြက်ပိုက်နော်သူလက်ကထားတဲ့ကြက်ပိုက်ကဘာလဲဆိုတော့ရောမအခန်းကြီး30အငယ်10လက်ကနဲ့ဆက်ခုကိုအတော်ဒီတော့ဆောင်ရလက်ကကြက်ပိုက်ဖြစ်တယ်ဆရာရဲ့တာတနာကြက်ပိုက်မှာလဲဧဇကိယအခန်းကြီး30နဲ့အငယ်16ကိုဆရာရဲ့ဒီနေ့ချင်းထိဆောက်ကထားတဲ့နော်ကြက်ပိုက်ဖြစ်တယ်လေတော့သူကိုထူမမယ်ဖျက်လာတော့သူကိုအားပေးမယ်ပြုတ်တော့သူကိုရှာမယ်နော်ခုနရှိတော့သူဘုဒ္ဓမာတရားနဲ့တက်ကြွမယ်ဆိုရကိုဆရာရဲ့ကြက်ပိုက်လက်ကဖြစ်တယ်အတော်ဒီတော့ဆိုရင်ဒီမြန်မာနိုင်ငံကိုလာရချင်းအကြောင်းရဲ့ကြက်ပိုက်ကတော့ဒီရောမအခန်းကြီးအခန်းကြီး30အငယ်10လက်ကနဲ့ဆက်ကိုဖြစ်တယ်အလုံးဖတ်ကြရအောင်ရောမအခန်းကြီး30အငယ်10လက်ကနဲ့ဆက်ကိုအတော်ဒီတော့ဆိုရင်သူရဲ့လက်ကကြက်ပိုက်ဖြစ်တယ်အဲ့ဒါကြောင့်ဒီမြန်မာနိုင်ငံကိုရောက်ချင်းဖြစ်တယ်ဆိုတာကိုပြောချင်တယ်ကြအလုံးဖတ်ကြရအောင်အရင်ကောင်းတယ်ဆိုတော့ဘုရားသာဝတိယကိုဘုရားခနာတော်သူမရှိတဲ့သူကဲဒီတော်ချင်းတော်ရောရတဲ့တော့ရတယ်သူကြီးကြီးရဲ့တော့ထနာမှုတတ်တယ်တတိပဇာရဲ့လေတော့သူကြီးတတ်တယ်ဟောပြောသူစီရဲ့အဘေတော့ကြာတယ်လူကိုမစိလို့တဲ့အဘေတော့ဟောရတယ်ကဲဒီချင်းကာနာချင်းရဲ့တော်တော်ကြံပြပြီးတော့ရှိတာပြပေါင်းကြည့်ပေးပါစေမစိတ်တွေ့ရင်ဘသူကဟောပြောမှာလဲမဟောပြောရင်ဘသူကကြားနာမှာလဲမကြားနိုင်ဘသူကပဋ္ဌာနာပြုနိုင်မှာလဲကြားနာမှတာရင်ယုံကြည်ခြင်းလာမယ်ယုံကြည်ခြင်းမှတာရင်ပါလဲကဲတင်ခြင်းတော်ရောက်မယ်အဲ့ဒါကြောင့်ကဲတင်ခြင်းဆိုတာပါလဲယုံကြည်ခြင်းနဲ့လာတယ်ယုံကြည်ခြင်းကဘယ်ကနေလာလဲကြားနာခြင်းကနေလာတယ်အဲ့ဒီကြားနာခြင်းကဘယ်ကနေလာလဲယေရှုခရစ်တော်ရဲ့ဧဝံဂေလိတရားကြားနာခြင်းဖြစ်တယ်ယေရှုခရစ်တော်ဟလဝကတမှာကျွန်တော်တို့တရားမဲ့အစာအသေးခံပြီးတော့သူကတကျူချင်းခံပြီးတော့တွန်းရတဲ့မြို့မှာရှင်းပြထမြောက်တယ်ဆိုတဲ့တရင်ကောကိုကြားနာမှတာလေအိုးငါတရားမဲ့အစာယေရှုခရစ်တော်ကတည်ပေးပြီငါကတည်ဖို့ရတဲ့ဘာမှအကျွေးမရှိတော့ဘူးဆိုရကိုယုံကြည်လက်ခံနေဆိုရင်တော့သူဟာထာဝရတက်ကိုရတဲ့သူဖြစ်တယ်ဆိုရကိုအတော်ဒီတော့ဆက်ချက်ထဲမှာသူအသက်20ကလေးကသူချက်ထဲမှာရှိထားတဲ့အတွက်ကြောင့်ဒီအဝေးတနေရာကိုတော့ဆွတ်လွတ်ပြီးတော့တတ်တာပြုခြင်းဖြစ်တယ်ကျွန်တော်မပြောရင်ဘာမှပြမရှိတဲ့လူတွေဒီတနာတရားကိုမကြောက်ဘူးဆိုတော့သူတို့ထာဝရနေရာမှာတော်မယ်ဆိုတော့သူရဲ့မမီဘူးတဲ့မတွေ့ဘူးတဲ့ဗီဒီယိုလေးမရှိ TV လေးမရှိတဲ့ချိန်မှာအကြောင်းမကျတဲ့ဗမာမြန်မာဗမာအချင်းတို့ဗမာပေါ့နော် sorry မြန်မာပေါ့နော်အဲ့ဒီမြန်မာဆိုတဲ့ဟာမျိုးကကြားတဲ့ချိန်မှာအဲ့ဒီချက်ပက်တော့အတော်ရရှင်ကိုဒီမြန်မာပြည်ကိုရှိချင်းဖြစ်တယ်ဆိုတော့မြန်မာနိုင်ငံမှာပထမဆုံးဆောင်ရွက်တာကပါလဲဆိုတော့အားလုံးဂျန်ကုန်မြို့ကိုရောက်ကြတယ်ထင်တယ်နော်အခုအီမာနူရယ်ဖျားကြောင်းတယ်တွေ့တယ်မလားဆုလေဖျားနာကအဲ့ဒီနဲ့ကအကုန်လုံးအိမ်မရှိသေးဘူးအားလုံးကတေကနာရလူပဲနော်အကုန်လုံးပြောဖြစ်တယ်ဆုလေဖျားရှိတယ်အဲ့ဒီကလည်းရန်ကုန်မှာလမ်းအကြီးကပချစ်နော်လမ်းအနော်ရထာလမ်းပူချုံလမ်းပြီးတော့ကန်နာလမ်းအဲ့ဒါအခုတော့ပချစ်နော်လမ်းလို့ပြောသွားပြီနော်အနော်ရထာပူချုံဘန်ဒူလာပြီးတော့အဲ့ဒီပချစ်နော်လမ်းကဘုတ်ဖက်ကပြတယ်ပြီးတော့ကန်နာလမ်းအဲ့ဒီလမ်းမှာအကြီးလေးနော်ဆိုတော့အဲ့ဒီအမနူရယ်လက်ဖျားကျောင်းတော့မှာအဲ့ဒီကန်နာလမ်းဆိုတဲ့ပချစ်နော်လမ်းရှိတယ်အဲ့ဒီမှာဂျင်ဘော့စိတ်ပေါ့နော်ဂျင်ဘော့စိတ်ပြလေဖြစ်သွားပြီဆိုတော့
ရန်ကုန်မြို့မှာရှိတဲ့တချို့လူတွေအားလုံးကအဲ့ဒီကဏ္ဍမှာအလုံးလုံးကျတယ်ကဏ္ဍလာပြီးမှဆုလေတချို့လူတွေကလည်းဆုလေဖျားကိုဖျားလာပူကြတယ်အဲ့ဒီချိန်မှာအင်မန်ဖျားကြောင်းလေးမှာတော့အနော်ရဇာဆင်ကဘာလို့လဲဆိုတော့တေထုထားတယ်ဒနီတေထုထားတယ်အဲ့ဒီနေရာမှာလေအင်မန်ဖျားကြောင်းမှာအဲ့ဒီမှာဒနီတေထုပြီးတော့ရီဦးတောက်ထားတယ်ဆိုတော့ကဏ္ဍတော်တဲ့လူတွေကိုခေါ်တယ်ဆုလေဖျားကူရာလူတွေကိုခေါ်တယ်ကဲအချင်းတို့မိတ်ဆွေတို့လာချက်ပါအောင်ဒီမှာရှိလေလာတော့ပါအောင်အာရနေပူတယ်ဒီမှာကျွန်တော်တဲလေးမှာရက်လူခေါ်တယ်ပေါ့နော်ရက်နော်ရက်လေးမှာကျွန်တော်ရက်လေးမှာလာနာပါဆိုပြီးတော့အတော်နေတော့ဆင်ကလေဗမာလူမျိုးတွေကိုတွားလာတွေကိုအမေကန်ခေါ်ပြီးတော့ယေရှုခရစ်တော်အကြောင်းကိုပြောတယ်ယေရှုခရစ်တော်အကြောင်းပြောတယ်ကာနာဖက်ကလာတဲ့လူတွေကလည်းခဏလေးလာနာပါလို့ပြောထားတယ်ယေရှုရဲ့ဖခင်မှာလာတဲ့လူတွေကိုလည်းခဏလေးလာနာပါအရနေပူတယ်နော်အခုလိုမျိုးအရေးမရှိဘူးနော်တေကနာလူမျိုးပြောင်းလဲဖြစ်သွားတယ်နော်အဲ့ဒီမှာဆောက်ထားပြီးတော့ရက်ရက်ဆောက်ထားပြီးတော့အတော်လည်းလုပ်တယ်ဘယ်နှစ်ကြာလဲ6နှစ်ကြာတယ်6နှစ်ကြာမှကရှင်ဦးနော်ဆိုတဲ့လူကနားထောင်ရင်းနဲ့အတော်လည်း6နှစ်ပြီမှဦးနော်ကဒီကြီးတစ်ချက်ပဲကလာခကြတယ်ဖျားတဲ့တာရုံမှုကြည့်ပါစေစိတ်ရှိနဲ့ဘာမှနော်အခုလိုမျိုးမီလေးမရှိဘူးနော်တက်မီလေးမရှိဘူးနော်အမောင်ထဲမှာနော်ချင်းနေကြိုက်တယ်နော်အဲ့ဒီမှာအတော်တယ်ဆက်ရက်တာတာပြောတာချင်းထောင်လေးမရှိဘူးနော်ကျွန်တော်တို့တာတာပြောတာမလေးရှားမှာနော်ဒီမှာရခွနဲ့အဲ့ဒါတော့မှကျွန်တော်တို့ဖျားကြောင်းလည်းမတက်ချင်ဘူးဒီတပတ်တော့နားမယ်ကွာမောတယ်မနေ့ညအချင်းပူလို့ရတယ်အဲ့လိုလိုပါဒီနေ့တော့ကအမျိုးသမီးတွေတော့ပါစေဟမ်ခုနကပြောသူလိုပေါ့နော်အမျိုးသမီးဖျားကြောင်းဆက်ပါစေတော့ကျတော့ဟောထီလို့မယ်နေတန်းတရားရတဲ့ဟာဒီနေ့ကိုနေတော့ကျွန်တော်300ရတယ်အဲ့လိုမျိုးတွေနော်ရှိတယ်လက်ရှာမှာများကြည့်တယ်အတော်ဒီတော့က6နှစ်လုံးဆူတောင်းတယ်ဆူတောင်းပြီးမှတွားရလာတယ်ကိုခေါ်ပြီးမှအဲ့လိုမျိုးနဲ့ရေလက်တိုက်လိုက်နဲ့ပေါ်လိုက်တာတော့ဆိုမှကုနောကနော်ရေလက်ချင်းကနေအခုကုနောနှစ်ချင်းအတင်းတော်ကကြံပေါ်မှာတင်းတော်ကြီးဖျားကြောင်းကြီးပဲဆောက်ထားတယ်ဆိုလို့ချင်းအဲ့တဲ့အတော်ဒီတော့ပထမဆိုအဲ့ဒါကလုပ်တယ်နံပါတ်2မှာဘာလုပ်လဲဆိုတော့ခက်ခဲတော့ဒီလူမျိုးအခုနပြောသလိုမတူတဲ့တော့နိုင်ငံမတူတဲ့တော့လူမျိုးတွေကိုသူတို့ဘာသာစကားနဲ့ဓမ္မကျမ်းစာလုပ်ပေးဖို့နော်အဲ့ဒါကမစ္စတာတနာရဲ့ဒီမှာချက်ပြတဲ့တော့အပိမြန်မာဘာသာမြန်မာကျမ်းစာခုနကျွန်တော်တုံးထားတယ်နော်မြန်မာဓမ္မကျမ်းစာကိုလည်းအတော်တော်ကျမ်းစာဘာသာပြန်ပေးတယ်ပြီးတော့မြန်မာအင်္ဂလိပ်အပိတ်မှာကိုလည်းအတော်ဒီလိုကျမ်းစာလောက်ထားလိုက်တယ်ဒီဟာဒီအားလုံးဟာတဲ့အတော်ဒီတော့တဆနဲ့ဆောက်ထဲမှာပြောတာကဒီဟာဒီအားလုံးကကျွန်တော်ဘာသာပြန်နာကျက်ဆောက်ထုတ်နာအပိတ်မှာလောက်နာတာတဏှာပြုနာတာတဲ့ကျွန်တော်ရဲ့မိမှာအားစဆက်ကြောင့်ဖြစ်တယ်အဲ့ဒါကျွန်တော်တို့တမီးနဲ့အကြံကြီးတယ်အဲ့ဒါကျွန်တော်နေရာတကာမှာမေတ္တာဆရာတို့လည်းချက်ပါလေဆရာမကဆုမတော်ပေးဆရာကစိတ်ထဲမှာတခုခုလက်ခါတယ်လို့ပဲခံစားရတယ်အဲ့ဆိုတော့အတော်ဒီတော့ဆက်ကသူအားရဲ့ဆက်ကြောင့်ဒီဟာကမလို့နာတာဖြစ်တယ်ဓမ္မဝင်အခက်ခဲဆုံးကပါလဲဆိုတော့နော်တထုံးအစီရ20လေးမှာပါဖြစ်တယ်အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်တာလေအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်တဲ့ချိန်မှာအဲ့ဒီအနော်ရဇာရှင်ကိုလေခင်ဗျာကတူတူတဲ့ဒလန်အခုစကားနဲ့ဒလန်ပေါ့ခင်ဗျာကအင်္ဂလိပ်အတွက်ဒလန်လုပ်ပေးတယ်ဆိုတော့သူ့ကိုဖမ်းပြီးတော့အင်းဝတ်ထုံနဲ့ဘယ်မှာလဲဆိုတော့အော်ပီလေးထုံမှာအရန်ကိုခက်ခဲတဲ့အလီတခုမှမဝင်နိုင်တဲ့အဲ့ဒီအမောင်ထဲမှာစက်ခွန်းလာနော်စက်ခွန်းလာထောင်ထဲမှာထည့်ထားလိုက်အဲ့ဒီမှာတနေ့မှာထမင်းပေါင်မုံအချောက်လေးနဲ့ရီဘူးတော့ရီတို့ခွက်ပဲတိုက်တယ်အဲ့လိုပဲထားပြီးတော့အဲ့ဒီအန်ဇာဆိုတဲ့အကြောင်းဖက်တာကပါလေဆိုတော့အန်ကအစပင်အရန်ကောင်းတယ်စပင်အရန်ကောင်းတော့လေသူ့စပင်မှာပြည့်ရှိကိုတပလီတော့ညမယ်ဖြစ်တယ်ပြောတာတော့တပလီတော့မဟုတ်ဘူးအဲ့ဒါပြည့်ရှိကိုအကုန်လုံးစပင်မှာလင်းပြီးမှနေပြည့်ကြီးကိုခွန်ထဲခွန်ပေါ်မှာလင်းလုံးပြီးမှဒီလိုလင်းပြီးမှသူစပင်းစထုံထုံနဲ့စထုံထုံပြီးတော့ထောင်းမှသွားတယ်ထောင်းမှသွားတဲ့ချိန်မှာသူစထုံကိုဖြုတ်ပြီးမှသူ့ရဲ့စပင်းထဲမှာရှိတဲ့ပြည့်ကြီးကိုလည်းဒီလိုညှိပြီးမှဇာဆန်ကပတ်ဆက်ဟာပြီးတော့ထောင်းထဲကလည်းဆိုလိုတယ်ပြောတယ်ဒီစာကိုဖတ်တဲ့ချိန်မှာဆရာအချက်ကိုနေကျွန်တော်တို့တာတနာပြလာတော့နောက်ဆွတ်တဲ့နဲ့တိုင်းနဲ့အဲ့ဒါတော့မှလေစကမင်းတို့တရားဟောတဲ့ချိန်မှာခင်ဗျားတို့ကမနာမထောင်ချင်လို့အရာရှိတဲ့ဒီဆရာကတော့ဘာပြောကြလဲဒါသနာဆိုတော့မလွယ်ဘူးနော်ဂျုံကြီးတူလိုက်ကတော့မလွယ်ဘူးပိုင်ချင်လိုက်မဟုတ်ဘူးစုခင်လာဖြစ်တယ်ကျွန်တော်လိုက်
ကောင်းကင်နိုင်ငံမှာထောက်တော့ဖျားချီးမွမ်းမယ်တနေ့ကိုနေတဲ့နှစ်နာရီဖျားချီးမွမ်းတော့မှပြည့်နေတယ်ဆိုတော့ကောင်းကင်တခုမရှိစားနေတော့ဟုတ်တယ်ကောင်းကင်မှာတော့အဆအဆုံးမရှိတော့ဘူးထောက်တော့ဖျားကိုချီးမွမ်းမယ်ဒီလိုပဲဖျားချီးမွမ်းမယ်နောက်ကပတ်တော်နားထောင်မယ်ဖျားချီးမွမ်းမယ်ဒီနေ့ကိုနေတဲ့နှစ်နာရီတော့မှအတေတနာရှိရပါနေဆိုတော့ကောင်းကင်နိုင်ငံတခုမရှိစားနေတော့ဘယ်လိုအဲ့တော့အန်ကဒီလိုနဲ့ပဲသူရဲ့စပီမှာရှိတဲ့ပြည့်ရင်ကိုညပဲပြီးမှအဲ့ဒါတော့မတော့ထုံးစားတနေ့တစ်ခါမတွေ့ရဘူးနော်တစ်ပတ်မှတစ်ခါပဲတွေ့ခွင့်ရှိတယ်နော်အဲ့ဒါနဲ့ဆာရွက်တဲ့ကိုယူပြီးမှနော်ဘွဲ့ဖြစ်တဲ့ဆာရွက်ကိုထောင်ထဲမှာတွားပေးတာအဲ့ဒါဆိုရင်ကောက်ခေါက်ထဲမှာလောက်ပေးတာအဲ့ဒါနဲ့သူကထောင်ထဲမှာဘာသာပြန်ဓမ္မချက်တိကိုတော့ဘာသာပြန်ဓမ္မချက်တိကိုတော့ပြန်အဲ့ဒါထောင်ထဲမှာဓမ္မချက်ဆောက်ပြန်ပြောချင်တာကပါလေဆိုတော့ဒီလောက်ခက်ခဲပြီးမှခံပြီးမှသူ့ကိုထောင်ထဲကလည်းစိတ်ကနေလာဖက်လက်လည်းချွတ်တယ်သူအချိန်တန်ပြေးပြီးဆိုတော့ဖက်လက်ချွတ်ပြီးတော့အင်ချွတ်ပြီးတော့အဲ့ဒါဒီခုနော်ထားမျိုးပေါ့နော်အဲ့ဒီပူတဲ့အချိန်မှာအင်းဝဟိုးအဲ့ဒါကိုဖက်နော်ဘယ်တော့တာအဲ့ဒီမှာချွတ်ထောင်မှာအော်ပင်နဲ့ချွတ်ထောင်မှာနေတော့ကတော့အဲ့ဒီတေးကန်လာတဲ့ထဲမှာလမ်းလျှောက်ခိုင်းတယ်ဒီနေ့ကိုတန်းနာရီ3နာရီနည်းနည်းလေး7နာရီကတည်းက2နာရီနေအပူချင်းဆိုချင်မှာနော်အကုန်လုံးချွတ်ပြီးမှလမ်းလျှောက်ခိုင်းတယ်အဲ့လိုထိသူ့ကိုခိုင်းတယ်ဒါမဲ့သူစုတော့တယ်နည်းနည်းတော့မူလေးပါပဲဆိုတော့ရဆန်ကစုတော့နောက်ကြတော့တဲ့ကိုဖြစ်လာတော့ဇန်တပူစာထုတ်ဖို့လိုအပ်တယ်ဇန်တပူစာထုတ်လို့မယ်ဆိုတဲ့အချိန်မှာအဲ့ဒီဇန်ကပဲဘာသာပြည့်တဲ့ဖြစ်သူ့ကိုပြန်ခေါ်လိုက်တယ်အဲ့ဒါနဲ့ထောင်ကနေလွတ်သွားတယ်ဘုရားခင်ကအစီအစဉ်ကတည်းကလိုဖြစ်တယ်နော်ဘုရားခင်ကကျွန်တော်တို့ကိုကောင်းချီးမင်္ဂလာပေးတော်မယ်ဆိုတော့ခက်ခဲမျိုးစုံစုံပြရပါအာမင်ငယ်ကြတယ်နော်ဘာပြောလဲယေရှုခရစ်တော်ကျွန်တော်တို့ကိုမိတ်ဆက်ပေးပြီးလေကောင်းကင်နဲ့မေကြီးပါစေတဲ့ခွင့်အာဏာအလုံးငါထာမအပ်ပြီးအဲ့ဒါကြောင့်နေလို့ကိုငါကစေလို့ထားတာဗါလေမေခွေရှိတဲ့နေရာမှာကျွတ်ထားတဲ့သူဖြစ်တော်မယ်အခက်ခဲမြတ်ဆိုတော့မြတ်ကြီးကြုံတွေ့မယ်ဒီလောကကဒုက္ခပဲလေဒါပေမဲ့မကြောက်နဲ့ဒီလောကကငါနိုင်တော်ပြီအဲ့ဒီယေရှုခရစ်တော်ကြောင့်လည်းကျွန်တော်တို့တက်ရှင်တယ်ဟာလေလုယာဆိုတော့ဒီနေ့ဘာပြောချင်လဲဆိုတော့အဲ့ဒီသာသနာပြုခြင်းက disciple ကိုလုပ်ပြီးတော့ယုံကြည်သူတွေကိုလုပ်ပြီးတော့သူတို့ကိုယဉ်ကျေးခြင်းပေးပြီးဆိုတော့ယေရှုခရစ်တော်ကဆက်ခဏနောက်တစ်ခုရှိတယ်။ဘာလဲဆိုတော့အဲ့ဒီယုံကြည်ပြီးတော့ယဉ်ကျေးခြင်းခံပြီးတော့နော်ယေရှုခရစ်တော်ဟာမိမိကတည်းကပါရှင်အဖြစ်ယုံကြည်လက်ခံတော်သူတွေကိုနော်ယေရှုခရစ်တော်ကနောက်ဆုံးမှာပြင်ရင်ပါပြောလဲဆိုတော့ဒီမုံဟာငါခွေထားတဲ့ဒီတော့အတွက်ကပေးဆက်ထားတဲ့နိုင်ကိုခဏဖြစ်တယ်။ယူရဲ့စာကြတော့ငါ့ကိုအောင်မဲ့တရားပါ။တို့မြတ်စာစာပြီးမှခွဲကိုယူပြီးတော့ဒီအတွေ့တော့ဟာခမဲတော်ထံမှာတင်တော့အဖြစ်ဒီအားလုံးကခွန်းဖက်ပြီးကြောင်းတင်တော့ဟာယုံကြည်သူဖြတ်မှတ်တော်သူတန်ရှင်းတော်သူဖြစ်တဲ့အကြောင်းပြင်ရင်စာချုပ်ချူထားတဲ့ငါရဲ့တွေ့ဖြစ်တယ်။အဲ့ဒါကိုတော့ကြောက်။ငါကိုအောင်မဲ့ပါဒီမုံကိုကစားတဲ့ချိန်မှာဒီပွဲတော်မင်္ဂလာစပီကိုခါတော့တဲ့ချိန်မှာယေရှုခရစ်တော်လက်ဝါးကတည်းကအသေးခံတဲ့အကြောင်းနဲ့ကျွန်တော်တို့ဟာယုံကြည်သူသားသမီးတွေယေရှုခရစ်တော်ရဲ့သားသမီးတွေမိသားစုတွေဖြစ်တဲ့အကြောင်းနဲ့သူကတည်းကလာခေါ်မယ်သူပြန်လာမယ်ဆိုအကြောင်းကိုအောင်မဲ့တရိစာဆိုတာဒီဟာကိုပဲတုံးဆောင်ပါလူယေရှုခရစ်တော်ကပါထားတယ်အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တုံးဆောင်ရမယ်ပွဲတော်မင်္ဂလာကြောင်းလေးကိုတာသနာကနဲ့စတင်လာတဲ့မွေးဖွားလာတဲ့အဲ့ဒီတာဘယ်လိုမင်္ဂလာအကြောင်းကိုဆရာနဲ့ငယ်ပြောချင်တာဖြစ်တယ်။နောက်ဆုံးအနေနဲ့ပြောမယ်ဆိုတော့ဒီနေ့ကျွန်တော်တို့မှာဒီပွဲတော်မင်္ဂလာဟာကျင်းပရခြင်းရဲ့အဓိကအချက်နောက်ဆုံးအချက်နော်ပထမကခမတ်ဂရိတစာဒုတိယကသူ့ကိုမတရိယာဖို့နံပါတ်3ကတော့ကျွန်တော်တို့ကလောက်ဖို့ဖြစ်တယ်။ဒီပွဲတော်မင်္ဂလာ3ခုကကျွန်တော်တို့လောက်ဖို့3ခုရှိသေးတယ်။ဘာဖြစ်လို့လဲဖယားသခင်ကြီးဇောရခတ်ချီတော့ငယ်ချောင်းအလုံးဖက်ကြည့်အောင်လောကချီတော့ငယ်စချောင်းသာရပြည့်နေလောကီတမန်ကိုအမပါဘူးပြောပါဦးအာမင်ဘုရားသခင်ဒီမိမိရဲ့တူတီတော်သားတော်ကိုစွန့်တော်မူတည်တအောင်ဘသူကိုချစ်လဲလောကီတာကျွန်တော်တို့ကိုချစ်တာအဲ့ဒါတော့တူတီတော်သားတော်ကိုသူပုံရှိရှိကိုစွန့်လွတ်ပြီးမှယေရှုခရစ်တော်ဒီလောကကိုကြွလာတော့မကဘူးသူကပါပေးတယ်လေသူသားက
သူ့အသက်ကိုကျွန်တော်တို့ပေးတယ်ဟာလေလုယာအဲ့ဒီဘုရားသခင်ကပေးထားတဲ့သူ့သားတော်ကသူ့သားတော်မှာတစ်ခုတည်းတော့ရှိတော့သူ့ရဲ့အသက်ကိုကျွန်တော်တို့အတွက်ပေးတယ်ဟုတ်အဲ့ဒါကြောင့်သာသနာဆိုတာယုံကြည်ခြင်းဆိုတာကတော့ဘာဖြစ်လဲမဟုတ်ဘူးဆိုတာပြောတာပေးဆက်ခြင်းဖြစ်တယ်နံပါတ်1ကပါလေချင်းမွန်းခြင်းနဲ့ကျေးဇူးတော်ချင်းမွန်းခြင်းယုခရစ်တုဂရိကလာပြောထားတယ်ယေရှုခရစ်တော်ကိုချီးမွမ်းမယ်ကျေးဇူးတော်ကိုချီးမွမ်းမယ်လက်ခုပ်တီးလို့တော့ကျွန်တော်တို့သိရှိရအဲ့ဒါချီးမွမ်းတယ်ဘာဖြစ်လို့ချီးမွမ်းတာလဲသူကအသက်ပေးရတယ်ကျွန်တော်တို့ကိုကယ်တင်ပြီးတော့အသက်ပေးရတယ်အသက်ပေးပြီးတော့ကယ်တင်ပေးတဲ့လူကိုကျွန်တော်တို့မချီးမွမ်းမနေနေတာမလားဟုတ်အဲ့ဒါကအရေးကြီးတယ်ကျေးဇူးတော်ကိုမေတ္တာပြောရအောင်ကျေးဇူးတင်စကားမေတ္တာပြောရအောင်ကျေးဇူးတင်မေတ္တာပြောရအောင်အသက်ကိုမပြောနဲ့ပိဿ50ပေးရင်တော့ကျွန်တော်အရင်ဝန်တာတယ်မလားအခုပြတော့ပြီးမှဆရာကျောင်းကတူရဲကိုပေးတော့အရက်ကိုဆရာကျေးဇူးတင်ပါအသက်ပေးတော့မပြောနဲ့သူရဲ့တကယ်ကြီးပေးတော့မှအရက်ကိုကျေးဇူးတင်ပါသူတို့ချင်းကကျွန်တော်တို့လုပ်ရမယ့်ကဘာကိုပြတ်တယ်လဲဆိုတော့ယုံခရစ်ကျေးဇူးတော်ချီးမွမ်းရမယ်ကျွန်တော်တို့ကယေရှုခရစ်တော်ကိုချီးမွမ်းရအောင်တချို့လူတွေကဆရာမြတ်တမ်းပြောတယ်ယေရှုဘုရားဒီကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဘုရားဒီကောင်းမြတ်ပါတယ်ကျွန်တော်တို့မိသားစုအပေါ်မှာဘုရားဒီကောင်းမြတ်ပါတယ်ကျွန်တော်အတင်းတော်အပေါ်မှာကြွကြော်ဘူးလားကြွကြော်ဘူးလေဘုအစေစမကြွကြော်ဘူးလေဒါပေမဲ့ကျွန်တော်တစ်ခါမှမကြည့်တာကကျွန်တော်ဘုရားအတွက်ဘယ်လောက်ကောင်းတယ်လဲကျွန်တော်မိသားစုအတွက်ဘုရားကျွန်တော်မိသားစုကဘုရားအတွက်ဘယ်လောက်ကောင်းမြတ်ခဲ့တယ်လဲကျွန်တော်တို့အတင်းတော်ကဘုရားအတွက်ဘယ်လောက်ကောင်းမြတ်ခဲ့တယ်လဲဆိုတာတစ်ခါမှမကြွကြော်ရဘူးဟုတ်တယ်ဟုတ်ဆရာကျောင်းသားဘုရားသခင်ကိုကျွန်တော်ပေါ်မှာကောင်းခန့်ပြီးတော့ကျွန်တော်တို့ကျတော့ဘုရားအတွက်ကောင်းဖို့ကမစင်စားတော့ဘူးအဲ့ဒါဆိုကြည့်သူမဟုတ်ဘူးအဲ့ဒါဆိုကြည့်သူမဟုတ်ဘူးနော်နာမည်ခိုင်ခရိယာဖြစ်တယ်ဆိုတော့ယေရှုခရစ်ဘုရားသခင်ကသူ့သားတော်ပေးတယ်တားတော်ကသူ့အတွက်ပေးတယ်တော့ကျွန်တော်တို့ကနံပါတ်1သူ့ကိုမေတ္တာရှင်ဝင်မယ်ကြည်စုမယ်ဝတ်ပြုမယ်ကုကွယ်မယ်ဘုရားကြောင့်မှလာမယ်နံပါတ်2ပါလေစင်ရဲသားများကိုကူညီခြင်း having sharing လို့ခရစ်တော်မှာပြောစင်ရတာလို့ပြောပြမယ်ပြောတဲ့ချိန်မှာစင်ရတာလို့ဒီမှာပြောတယ်စင်ရတာလို့ having sharing ဆိုတာကနေမကောင်းတဲ့လူကိုတော့ပြီးတော့ဆူတောင်းပေးမယ်ထောင်ကျတဲ့လူကိုတော့ဆူတောင်းပေးမယ်လူအပ်တဲ့လူကြီးပြောချင်တာပေါ့နော်လူအပ်တဲ့လူကြီးအတွက်ကျွန်တော်တို့အချိန်ပေးရမယ်မနေ့ပြန်လဲနောက်တစ်ခါလဲဘောမှအတင်းတော့ထောင်မယ်အဲ့ဒါလူအပ်တဲ့လူတွေအတွက်ကျွန်တော်အားလုံးတော့သူစားမယ်အဲ့လိုမျိုးလေကိုညီဖို့က having sharing ကအကြီးကြီးတာဖြစ်တယ်နံပါတ်3မှာလည်းတပါတော့အမျိုးသားမျိုးတွေဘေကမြေဝင်ချင်း giving sharing လို့ခေါ်တယ်။စူတောင်းပေးတာတတ်မဟုတ်ဘူး။နော်အားပေးတာတတ်မဟုတ်ဘူး။နော်ဓမ္မကျမ်းစာရှင်မတဲ့မှာပါရှိတယ်ဆိုတော့ကောင်းအိုက်ပြောပါမြင်ဝတ်အောင်စားပါလို့ပြောပြီးမှဘာတစ်ခုမှမပေးဘူးဆိုတော့ဒီဟာလကပဲဂျက်ကဘာပြောလဲယုံကြည်ခြင်းဆိုတာအလုံးမပါဘူးဆိုတော့တည်တော့ယုံကြည်ခြင်းဖြစ်တယ်ဆိုတာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကကျေးဇူးချီးမွမ်းခြင်းနဲ့ having sharing သူများအတွက်လူအပ်တဲ့ဟာကိုပြည့်ပေးအောင်ကျွန်တော်တို့ဆက်မယ်နောက်ဆုံးကျတော့တယောက်နဲ့တယောက်အတွက်ဘုရားသခင်ကတာတော်ပေးပြီးမှတာတော်ကလည်းတို့တက်ပေးပြီးဆိုတော့ကျွန်တော်ကဘုရားအတွက်တော်တော်အင်းမီနာချင်းတော်တော်အတင်းတော်အတွက်တော့ပါကူပေးဆက်တာလေစေဖို့တဖို့လည်းပုံမှာပေးနာမလားအလူငွေလည်းမေတ္တာပေးနာမလားမကြမ်းမသူနေမကောင်းသူဖြာလာသူလွတ်တဲ့သူတွေအတွက်ကျွန်တော်တို့ပါပေးနာတယ်ဆိုတာလေးကိုလည်းအမေတဆင်ဆောင်ပြဖို့လေအဲ့ဒါကြောင့်ဒီနေ့လည်းဆရာကလက်ဆော့ထူလာတာဖြစ်တဲ့ပထမအဲ့နော်ဒီနေ့ပွဲတော်မင်္ဂလာနဲ့ပတ်သက်ပြီးတော့တာတနာနဲ့ပတ်သက်ပြီးတော့ဆရာတော့ဘတ်တော်အဖြစ်ခုနပေးတာကိုအယုရှိတာအတွက်ပြတ်တီကောင်းချီးပေးပါစေဒီနေ့ဒီပြင်ချမျိုးတော်လေးမှာဘလောကချီမွန်လို့ပြောကိုပြပြီးတော့စကောင်းတော့အတတိယဘယ်လိုမင်္ဂလာကိုတူတူတော့ဆောင်ပြတော့ရှိတီတို့ရရှိတာပေါ်မှာအစားဆုံးမရှိတော့ခမင်းတော်ချစ်ချင်မှတာခေတော်ဤခ Lambe puso chini